မြန်မာနိုင်ငံကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းတဲ့ငလျင်ကြောင့်ထိုင်းနဲ့တရုတ်တို့လိုနိုင်ငံတွေမှာပါငလျင်တန်းကိုခန်းစားခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။စကိုင်းမြို့ရဲ့အနောက်မြောက်ဘက်10မိုင်အကွာမန္တလေးမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာပြင်းအား Richter scale 9.9 အထိရှိခဲ့တယ်လို့ American ဘူမိဗေဒလေ့လာရေးဌာန USGS ကပြောပါတယ်။မလ28ရက်နေ့လယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကိုထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတွေမှာပါခန်းစားခဲ့ရပြီးထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်မှာတော့ငလျင်လှုပ်ခတ်ချိန်မှာလူအများအပြားအဆောက်အုံတွေထဲကနေလမ်းပေါ်ပြေးထွက်လာတဲ့ပုံရိပ်တွေကိုမြင်တွေ့ရပါတယ်။ဘန်ကောက်မှာအဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့တာရှိသလိုအလုပ်ဌာနတချို့ကလည်းနောက်ဆက်တွဲငလျင်လှုပ်ခတ်နိုင်တာကြောင့်ဝန်ထမ်းတွေကိုအိမ်ပြန်ခွင့်ပေးလိုက်တာတွေရှိတယ်လို့သိရပါတယ်။လက်ရှိမှာထိုင်းအစိုးရကငလျင်ဘေးကယ်ဆယ်ရေးနဲ့ပတ်သက်လို့အရေးပေါ်အစည်းအဝေးလုပ်နေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာလည်းငလျင်လှုပ်ခတ်ချိန်မှာအိမ်တွေထဲမှာဆက်မနေနိုင်တဲ့အတွက်လူတွေအများအပြားလမ်းတွေပေါ်ထွက်နေရတယ်လို့ချင်းမိုင်မှာနေထိုင်သူတယောက်ကပြောပါတယ်။မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်နေရာအနှံ့အပြားမှာလည်းပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကိုခံစားခဲ့ရပြီးရွှေလီမြို့မှာလူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ Global Times သတင်းမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကိုဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနဲ့လာအိုတို့လိုနိုင်ငံတွေမှာလည်းခံစားခဲ့ရတယ်လို့သိရပါတယ်ရှင်။